အားလုံးပဲမင်္ဂလာပါဒေါက်တာလီလီ page မှာကြိုဆိုပါရစေဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့အစားစားပြီးချင်းမှာဘလို့အချက်တွေကိုမလုပ်သင့်ဘူးလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်နေ့လယ်စာဖြစ်ဖြစ်ညနေစာဖြစ်ဖြစ်စားပြီးတဲ့အချိန်မှာဘလို့အပြုအမူမျိုးကိုအရင်ဆုံးလုပ်ဖြစ်ကြပါသလဲလူအများစုကတော့ရေတောက်တာမျိုးအစာကြေးစေးစားတာမျိုးလုပ်ဖြစ်ကြမယ်ထင်ပါတယ်နော်ဒီလိုမျိုးပြုမှုလုပ်ဆောင်မိတာကမှန်ကန်တဲ့အလေးအကျင့်ရောဟုတ်ရဲ့လားအစားအသောက်စားပြီးတဲ့အချိန်မှာကိုယ်အမြဲလှုပ်ဆောင်နေတဲ့အမူအကျင့်တချို့ကကိုကအမြဲလုပ်နေကြမို့လို့ဆက်လုပ်နေမိတာလားကျန်းမာရေးနဲ့ရောညီညွတ်မှုရှိရဲ့လားဆိုတဲ့မေးခွန်းတွေရဲ့အဖြေကိုသိဖို့ဒီဗီဒီယိုကိုအဆုံးထိဆက်ကြည့်လိုက်ကြရအောင်အစာစားပြီးချင်းအချိန်မှာမလှုပ်ဆောင်တဲ့အပြုအမူလေးတွေရှိပါတယ်တချို့အပြုအမူတွေကမထင်မှတ်ထားလောက်အောင်ကိုအံ့အားသင့်စေရအချက်ကလေးတွေပါအထူးသဖြင့်ကျန်းမာစီမယ်ဆိုတဲ့ယုံကြည်ချက်နဲ့လူအတော်များများလှုပ်ဆောင်နေမိတာမျိုးတွေပါဘလို့အချက်တွေလဲဆိုတာကိုဆက်ပြီးတော့ပြောပြပေးပါမယ်ပထမဆုံးအချက်အနေနဲ့ကတော့အစာစားပြီးချင်းအိတ်တာပဲဖြစ်ပါတယ်အားလက်ရဲ့နေ့လည်နေခင်းတွေမှာထမင်းစားပြီးတာနဲ့တရေးလောက်ဆိုပြီးအိတ်ဆက်မိတာမျိုးညအိတ်ခန်းကြီးမှာအစားစားမိပြီးတဲ့နောက်မှာချက်ချင်းအိတ်လိုက်တာမျိုးတွေကိုလုံနေမိတယ်ဆိုရင်တော့ဆက်ပြီးတော့မလုပ်ပါနဲ့တော့နော်ဒီလိုလုပ်တာကအစာချေစနစ်ကိုဝင်ပြီးစေပြီးတော့အစာမကြေတာရင်ပူတာတွေဖြစ်စေနိုင်တာကြောင့်ပါအကောင်းဆုံးကတော့အစာစားချိန်နဲ့အိတ်ချိန်ကအနည်းဆုံး2နာရီခြားထားဖို့လိုပါတယ်ဒုတိယတစ်ချက်အနေနဲ့ကတော့အစာစားပြီးတဲ့နောက်မှာဆေးလိပ်တောက်တာပါအစာတစ်ခုခုစားပြီးရင်ဂရင်းကျင်လို့ဆိုပြီးတော့ဆေးလိပ်လေးတစ်လိပ်လောက်ဖွာလိုက်ရမှစိတ်ကျဉ်တဲ့သူတွေအနေနဲ့အဲ့ဒီအကျင့်ကိုလုံးဝဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်နော်အကြောင်းရင်းကတော့အစားစားပြီးချိန်မှာဆေးလိပ်တောက်တာကပုံမှန်ချိန်မှာဆေးလိပ်တောက်တာထက်ခန္ဓာကိုယ်ကိုထိခိုက်နိုင်ခြေ10ဆလောက်ပိုများတာမို့လို့ပါနောက်ထပ်တစ်ချက်ကတော့အစာစားပြီးတဲ့နောက်မှာရေချိုးတာဖြစ်ပါတယ်အစာစားပြီးချင်းရေချိုးတာကအစာချေစနစ်ရဲ့လှုပ်ဆောင်မှုကိုနှေးသွားစေနိုင်ပါတယ်ရေချိုးချလိုက်တဲ့အခါမှာအစာအိမ်စီကိုရောက်ရှိရမယ့်သွေးတွေကအစာချေစနစ်ကိုမရောက်ရှိဘဲနဲ့ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိဖို့အတွက်ခန္ဓာကိုယ်အနှံ့ကိုစီးဆင်းသွားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အစာချေစနစ်ရဲ့လှုပ်ဆောင်နိုင်စွမ်းတွေကိုကျဆင်းသွားနိုင်ပါတယ်။နောက်ထပ်တစ်ချက်ကတော့အစာစားပြီးတဲ့နောက်မှာတစ်သီးစားတာဖြစ်ပါတယ်။နီလန်းအမှန်ကထမင်းမစားခင်တစ်သီးစားတဲ့နာပါအစာစားပြီးကစားမှာတစ်သီးစားတာကအစာချေစနစ်ကိုနှေးသွားစေနိုင်ပြီးတော့အစာမကြေဖြစ်စေနိုင်ပါတယ်။ဒါကြောင့်ဘလို့တစ်သီးမျိုးကိုမဆိုထမင်းစားပြီးတော့2နာရီလောက်နေမှစားပေးသင့်ပါတယ်။နောက်တစ်ခုကတော့အစာစားပြီးတဲ့နောက်မှာရေနွေးချမ်းတောက်တာဖြစ်ပါတယ်။မြမတလိမှာထမင်းစားပြီးတဲ့အချိန်မှာရေနွေးချမ်းတောက်ရင်အစာကြေတယ်ဆိုတဲ့အယူအဆရှိပါတယ်။ဒါပေမဲ့ထမင်းစားပြီးတဲ့အချိန်မှာရေနွေးချမ်းတောက်သုံးတာကအသားဓာတ်အခြေဖြတ်နိုင်စွမ်းကိုကျဆင်းစေနိုင်တယ်လို့ခန္ဓာကိုယ်ရဲ့တန်တက်ဆုပ်ယူမှုကိုလည်းအဟန့်အတားဖြစ်စေနိုင်ပါတယ်။နောက်တစ်ချက်ကတော့အစားစားပြီးတဲ့နောက်မှာလေ့ကျင့်ခန်းလုပ်တာပါဒါကတော့အထွေအထူးပြောနေစရာမလိုအောင်အားလုံးသိပြီးသားဖြစ်မယ်ထင်ပါတယ်တကယ်လို့လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်းအစာတစ်ခုခုစားပြီးလို့2နာရီကနေ3နာရီလောက်ကြာမှလှုပ်ဆောင်သင့်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကတော့အစားစားပြီးတဲ့နောက်မှာလမ်းလျှောက်တာဖြစ်ပါတယ်အများကလက်ခံထားတာကအစာတစ်ခုခုစားပြီးလို့လမ်းလျှောက်လိုက်မယ်ဆိုရင်ရင်ချောင်သွားမယ်အစာကြေသွားမယ်လို့ထင်ကြတာပါတကယ်ကတော့အဲ့ဒီလိုမဟုတ်ပါဘူးအစာစားပြီးချင်းလမ်းလျှောက်တာကစချင်ရည်တွေကိုပြန်ဆန်တက်စေနိုင်ပြီးတော့အစာမကြေတာကိုပို့ပြီးတော့ဖြစ်စေနိုင်ပါတယ်အဲ့ဒါကြောင့်အစာစားပြီးလို့1နာရီခွဲလောက်နေမှလမ်းလျှောက်ပေးပါဒါမှအစာမကြေတာနဲ့အခြားသောအစာချေစနစ်ပြဿနာတွေကိုကင်းဝေးစေမှာဖြစ်ပါတယ်အဲ့ဒီတော့အခုပြောပြပေးခဲ့တဲ့အချက်တွေထဲမှာကိုယ်တိုင်လှုပ်ဆောင်နေမိတဲ့အချက်ဘယ်နှချက်လောက်များပါဝင်နေလဲဆိုတာစမ်းစစ်ကြည့်လိုက်ပါနော်တကယ်လို့ပါနေတယ်ဆိုရင်ချက်ချင်းရက်တန့်ပြီးတော့အလေးအကျင့်မှန်တွေကိုလိုက်နာဆောင်ရွက်ပါလို့လည်းအကြံပြုလိုက်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးတစုံတရာရှိတယ်ဆိုရင်လည်း like and share လေးပြုလုပ်ပေးပါနော်။အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့တာယာပျော်ရွှင်ချမ်းမြေ့သောဘဝတွေကိုပိုင်ဆိုင်နိုင်ကြပါစေ။